COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းတောင်သူများကျေးရွာသူပြည်သူများမိမိနေအိမ်ချမ်းဝင်းအတွင်းနေရာချင်းချင်းနှင့်တမိုင်းတနိုင်စိုက်ပျိုးထုတ်လုပ်နိုင်သည်ကောက်ရိုးမိုးစိုက်ပျိုးနည်းကိုမြန်မာခါနန်တောင်သူလက်သမားနည်းပညာပေးသင်တန်းကျောင်းမှနည်းပညာရလာသည်ချောင်းဦးစိုက်ပျိုးရေးဦးစီးဌာနမှလက်ထောက်ဦးစီးမှုဦးကျော်သူရထွန်းနှင့်ဒုလက်ထောက်ဦးစီးမှုဦးအောင်ကျော်သူတို့ကစုလွေကုန်းကျေးရွာမှာလက်တွေ့စိုက်ပျိုးပြသခဲ့တယ်လို့သိရပါတယ်ကုန်ကြစရိတ်သက်သာပြီးအကျိုးအမြတ်များတဲ့ကောက်ရိုးမိုးစိုက်ပျိုးနည်းတရုပ်ပြပွဲကိုစိတ်ပါဝင်စားတဲ့စုလေကုန်းကျေးရွာအတွင်းကတောင်သူများ SMU အဖွဲ့ဝင်များလေ့လာခဲ့ပါတယ်။လက်တွေ့မိုးစိုက်ပျိုးနည်းတရုပ်ပြတဲ့ဦးကျော်သူရထွန်းကအခုလိုရှင်းပြပါတယ်။ကျွန်တော်တို့ဒီစုလေကုန်း SMU ကျေးရွာကိုကျွန်တော်မိသားစုဝင်ငွေတိုးတက်ဖို့ရတပိုင်းစိုက်ပျိုးတဲ့လုပ်ငန်းတစ်ခုကိုကျွန်တော်တို့ဒီကောက်ရုံမိုးစိုက်ပျိုးလုပ်ငန်းတစ်ခုပြသနေတာဖြစ်ပါတယ်။ပထမဆုံးကျွန်တော်တို့ဒီကောက်ရုံမိုးဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီထုံး6လုံးမေ6ပေကျင်းမှာကျွန်တော်တို့ထုံးအရင်ဖြူပါမယ်ခင်ဗျထုံးဖြူပြီးတော့ကျွန်တော်တို့ဒီစာသေးမုတ်ကျွန်တော်တို့နှစ်ဘူးကျွန်တော်တို့လိုက်ပြီးဖြူပါမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီနောက်ချေး3နှစ်လောက်ကျွန်တော်တို့ထည့်ပါမယ်ခင်ဗျနောက်ချေး3နှစ်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ရက်ဆက်ကူရေးသိမ်းထားတဲ့ဆယ်ဗိတာကိုကျွန်တော်အဲ့ဘက်မှာညညာစွာဖြန့်ပြပါမယ်အဲ့ဒါပြီးလို့ရှိရင်မှုနဲ့ပွဲနူးနဲ့ရောထားတဲ့ကျွန်တော်တို့ဒီမှုပေါ်လာတဲ့မှုကိုကျွန်တော်တို့အဲ့ပေါ်မှာညီရောက်တာဖြန့်ပေးပါမယ်ခင်ဗျဖြန့်ပြီးလို့ချင်းကျွန်တော်တို့နောက်ချီပြန်အုပ်ပါမယ်နောက်ချီပြန်အုပ်ပြီးလို့ချင်းကျွန်တော်တို့ရေဂါလန်တကဟောပေါ့တပေပါလောက်ကိုကျွန်တော်တို့အဲ့နောက်ချီနဲ့ဟိုကျွန်တော်တို့ဟိုပြုတ်သွားလို့ချင်းတော့အစိုးရရရှိတော့အောင်ကျွန်တော်တို့လောင်းပေးရမှာဖြစ်ပါတယ်အဲ့ဘောင်းနေကျွန်တော်တို့ပလတ်စတစ်အကြည်သားနဲ့ကျွန်တော်တို့၄ရက်လောက်ရေလုံအောင်ကျွန်တော်တို့အုပ်ပေးထားမှာဖြစ်ပါတယ်ခင်ဗျ၄ရက်လောက်နေလို့ချင်းကျွန်တော်တို့ဒီလေးဟောပေါ့လေးလှက်ပေးရမှာဖြစ်ပါတယ်ခင်ဗျလှက်ပေးတာကကျွန်တော်တို့15မိနစ်လောက်ကျွန်တော်တို့လေးလှက်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးကျွန်တော်တို့ပြန်အုပ်ပြီးတော့နောက်7နှစ်လောက်နေလို့ချင်းကျွန်တော်တို့မှုစတင်ပြီးတော့ခုနိုင်ပါပြီခင်ဗျမှုစတင်ခုတဲ့ခါမှာလည်းရှင်5ဘိတာတော့ကျွန်တော်တို့ထွက်ရှိမှာဖြစ်ပါတယ်တပိတ်တာကိုကျွန်တော်တို့အခုပေါက်ဈေးနေနဲ့4000နောက်ကျွန်တော်တို့ရှိတဲ့ကြောင့်မို့မိသားစုတပိုင်းတိုင်းကျွန်တော်တို့စိုက်ပျိုးနိုင်ပြီးတော့ဘယ်နေရာမှမသွားဘဲနဲ့ကျွန်တော်အိမ်ထဲမှာရင်ဝင်ငွေရရှိတဲ့လုပ်ငန်းတစ်ခုကိုကျွန်တော်တို့စိုက်ပျိုးဦးစီးဌာနအနေနဲ့တင် जा ပြသနေတာဖြစ်ပါတယ်ခင်ဗျတောင်သူများအနေနဲ့မှုစိုက်ပျိုးရာမှာကောက်ရိုးဖွဲနုမှုပြိုးထုတ်လေးတို့ပလတ်စတစ်အကြီးစားဝါတလုံးချက်ထူအငင်းအနေငယ်သားလိုအပ်ပြီးမိမိတို့အိမ်ချမ်းအတွင်းမြေနေရာအနေငယ်ရှိုံနဲ့စိုက်ပျိုးနိုင်ပြီး12ရက်အကြာမှာစတင်နှုတ်ယူနိုင်တယ်လို့သိရပါတယ်။လက်ရှိမှာမှုတပိတ်တာကို4000ကျပ်ခန့်ရှိပြီးစိုက်ပျိုးရရှိလာတဲ့မှုများကိုဈေးကွက်ထဲရောင်းချခြင်းဖြင့်တပိုင်းတနိုင်ဝင်ငွေတိုးလာမှာဖြစ်တယ်လို့သိရပါတယ်။စုလေကုန်းကျေးရွာမှာဆိုရင် SMU ဝင်ငွေတို့အဖွဲ့များကတပိုင်းတနိုင်မုံမျိုးစုံထုတ်လုပ်တဲ့လုပ်ငန်းများလုပ်ကိုင်နေပြီးယခုပြသပေးတဲ့မှုစိုက်ပျိုးနည်းကိုမိသားစုများကတပိုင်းတနိုင်လုပ်ကိုင်လာပါကဝင်ငွေတိုးတက်လာပြီးလူနေမှုဘဝမြင့်မားလာမှာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝင်းမြင့်အောင်ကရိုက်ကူးပေးပို့တာဖြစ်ပါတယ်ရှင်။